မီးလေးပါးပြတယ်ဒီပြ16အဲ့ဒါငွေတော့16ပါငွေတော့16ပါငွေတော့တဘာတော့မသားသမီး2ယောက်ယောက်ျားလေး1ယောက်မိန်းကလေး1ယောက်ဘူးအဲ့ဒါက30နဲ့ပြတော့32ပါ32အဲ့ဒါလေပြည့်တော့ပြည့်သူကတော့ကျက်တယောက်ပြလိုက်ကျက်အဲ့ခုနကကွာမြေဟာကငကားစစ်တူကြီးတော့ငကားတတိကြီးတော့မှန်ပါအဲ့ငကားတတိရလေလုံးငကားစစ်တူကြီးတော့ဟိုအဲ့ချွေရင်တင်းမျိုးငကားဟိုလေအသေးလေးပေါ့ဗျာအဲ့ဒါလေးကြီးကျန်တယ်မှန်ပါဗျာမှန်ပါအဲ့ပြီးတော့လူတွေတော့ဘာပြီးတော့ရှာမရှာတဲ့ပုံမှန်ပါအခုလေကောင်